မိမကအခန်းထဲကိုဝင်လာတဲ့အချိန်မှာဖောက်ပြန်နေတဲ့ယောက်ျားကနောင်တမရပဲမိမကိုချက်ချင်းထွက်သွားဖို့အေးဆက်ဆက်ကြီးမောင်းထုတ်လိုက်ပါတယ်။အန်နာတယောက်စိတ်ပြက်လက်ပြက်နဲ့ထွက်လာတဲ့အချိန်ခွေးတစ်ကောင်ကပြေးဝင်လာလို့လဲကြမလို့ဖြစ်သွားပြီးခွေးပိုင်ရှင်လူချောလေးရဲ့ရင်ဝင်ထဲကိုအမှတ်မထင်ရောက်သွားခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါအန်နာကသူ့ကိုကယ်ခဲ့တဲ့လူဟာမျက်နှာချင်းဆိုင်အိမ်မှာနေတဲ့သူဖြစ်မှန်းသိသွားပြီးမှန်ပြောင်းနဲ့စိတ်ဝင်တစားလှမ်းကြည့်နေခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲတခြားမျိုးသမီးတစ်ယောက်ရောက်လာပြီးခန်းစီနောက်မှာရုံရင်ဆန်ခတ်ဖြစ်နေတာကိုမြင်လိုက်ရလို့စိတ်ပူပြီးရဲတွေကိုချက်ချင်းဖုန်းဆက်တိုင်းလိုက်ပါတယ်။ရဲတွေရှာပေမဲ့လည်းဘာမှမတွေ့လို့အန်နာနဲ့သူ့တငယ်ချင်းတွေကအမှန်တရားကိုသိရဖို့အိမ်ထဲကိုခိုးဝင်ခဲ့ကြပါတယ်။ဒါပေမဲ့အိမ်ရှင်ကရုတ်တရက်ပြန်ရောက်လာလို့ပုံနေခဲ့ရပါတယ်။ညနေတဲ့အချိန်မှာတော့အဲ့ဒီလူကအိမ်အမဲကြီးတစ်လုံးကိုကစားကွင်းစီသေးသွားတာကိုတွေ့လိုက်ရလို့နောက်ကနေလိုက်ချောင်းကြည့်တဲ့အခါကလေးတွေကိုဘေးဘောပစ္စည်းတွေဝေပေးနေတာကိုတွေ့သွားပါတယ်။အဲ့ဒါကြောင့်အန်နာလေးစိတ်အေးသွားပြီးသူနဲ့ရင်းနှီးလာခဲ့ပေမဲ့လည်းနောက်တနေ့မနက်သတင်းစာဖတ်ကြည့်တဲ့အခါမှာတော့ဘေးဘောကွင်းနားမှာအမျိုးသမီးအလောင်းတစ်လောင်းတွေ့တယ်ဆိုတာသိလိုက်ရပါတယ်။တည်သွားတဲ့သူကအရင်ညကအိမ်မှာမြင်ခဲ့ရတဲ့အမျိုးသမီးဖြစ်နေတာကြောင့်အန်နာကသွားမိတဲ့အခါမှာတော့အဲ့ဒီလူကဘာမှမပြောဘဲနဲ့သူ့ကိုတတ်ဖို့ဓာတ်တစ်ချောင်းထုတ်လိုက်ပါတော့တယ်။